ပထမဆုံးဇက်ဝင်ကမှာတော့ဒေါသထွက်နေတဲ့လူမိုင်းနှစ်ယောက်နဲ့အပေါင်းပါရဲတယောက်တို့ဟာမိသားစုတစုကိုချိန်ချောက်ဖို့ရောက်လာခဲ့ကြပါတယ်။ပထမဆုံးမေးလိုက်တာကခမရသမီးပဲမှလည်းခမရသမီးကိုရှာနေတာဘယ်သူလဲဆိုတာသိလားလို့မေးလိုက်ပါတယ်။ပြီးတော့ခမရသမီးကိုရှာနေတာကဗီဒူပိုင်းဖြစ်ပြီးဗီဒူပိုင်းဆိုတာဗီဇက်တစ်မျိုးလုံးမှာရှိတဲ့ရဲတရားရုံးစိတ်ကန်းအားလုံးမှာဗီဒူပိုင်းရဲ့စကားတခွန်းဟာဥပဒေပဲလို့ပြောပြချိန်ချောက်လိုက်ပါတယ်။အဲ့ဒီအခါချိန်ချောက်ခံရတဲ့မျိုးသားကကျွန်တော်သမီးကိုရှာမတွေ့တာ3ရက်လောက်ရှိပြီဖြစ်ကြောင်းနဲ့ခမရတို့ကအာခံနိုင်တဲ့တက်တီကျွန်တော်တို့မှမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာတော့လူမိုင်းနှစ်ယောက်နဲ့အပေါင်းပါရဲတယောက်တို့ဟာပြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ချင်းချောက်ခံလိုက်ရတဲ့မျိုးသားကသမီးဖြစ်သူဒီပတိဟာနင့်မှာရေးသားရှိတယ်ဆိုရင်လည်းမြန်မြန်ဒီမျိုးကနေထွက်သွားဖို့နဲ့အဖေတို့လည်းဒီထက်ပိုပြီးဖွက်မထားနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဒီပတိကသူ့ရဲ့ချစ်သူစန္ဒာတီဖုံးဆက်လိုက်ပြီးအကျိုးကြောင့်ပြောပြလိုက်ပါတယ်။နောက်တစ်ရက်စမ်တာနဲ့ဒီပတိတို့ချစ်သူနှစ်ယောက်ဘုရားကျောင်းကိုလာချိန်ဗီရူးပိုင်နဲ့ဗီရူးပိုင်ရဲ့နောက်လိုက်တွေဟာစန္ဒရာတို့နှစ်ယောက်ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီအချိန်မှာစန္ဒရာပြောလိုက်တာကငါနဲ့တွေ့တာအချိန်မားနေတယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ဗီရူးပိုင်ရဲ့နောက်လိုက်တွေနဲ့တိုက်ခိုက်ကထိုလူတွေလက်ကနေထွက်ပြေးနိုင်ခဲ့ပါတယ်။နောက်တစ်ရက်စန္ဒရာနဲ့ဒီပတိတို့ဟာဗီသက်မျိုးကနေဟိုက်ဒရာဘတ်မျိုးကိုသွားဖို့လုပ်နေတာဗီရူးပိုင်တည်သွားချိန်မှာတော့ဒီပတိရဲ့မိဘနှစ်ပါးလုံးကိုကိုယ်တိုင်တတ်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့နောက်လိုက်တွေကိုလည်းဟိုက်ဒရာဘတ်ကိုမရောက်ခင်နှစ်ယောက်စလုံးကိုတတ်ခိုင်းလိုက်ပါတယ်။အဲ့ဒီအခါဗီရူးပိုင်ရဲ့နောက်လိုက်တွေကဘတ်စကားကိုလမ်းမအောင်လုပ်ပြီးစန္ဒရာနဲ့ဒီပတိတို့ကိုတိုက်ခတ်ခဲ့ပါတယ်။စန္ဒရာကဗီရူးပိုင်ရဲ့နောက်လိုက်တွေကိုအစမ်းကုန်ကွာကတိုက်ခတ်ခဲ့ပေမဲ့ဒီပတိလေဗင်လိခံနေရတာကိုကြည့်ရင်လူပါဓာတ်နဲ့အထိုးခံလိုက်ရပါတယ်။စန္ဒရာနောက်ဆုံးကြားလိုက်တာကဒီပတိကိုတတ်လိုက်တဲ့လူရဲ့ Happy Johnny ဆိုတဲ့စကားသံပါပဲ။ Happy Johnny အဲ့ဒီနောက်ဗီရူးပိုင်ရဲ့နောက်လိုက်တွေကဗတ်စကားကိုပါမီးရှို့လိုက်ပါတယ်။နောက်ရက်ထိုနေရာကိုရှင်းလင်းကြတဲ့အခါစန္ဒရာကမီးလောင်တန်းရများစွာနဲ့မသိပဲဆေးရုံကိုရောက်ရှိခဲ့ပါတယ်။မျက်နှာနဲ့ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ထားတဲ့လူကအသက်ရှင်နေတာကိုမြင်တွေ့လိုက်ရတဲ့အခါဆရာဝန်တွေကအယမ်းအော်နေပါတယ်။ဒေါက်တာရှယ်လာဂျာကတော့အံ့ဩမှုမရှိပဲသူအသက်ရှင်ကျင်နေသေးတာမျော်လင့်ချက်ရှိနေလို့ပေါ့လို့ပြောလိုက်ပါတယ်။တခြားဆရာဝန်တွေကကုသဖို့ယုံကြည်ချက်မရှိတဲ့အခါမှာဒေါက်တာရှယ်လာဂျာကသူတော်အသက်ရှင်မှုယုံကြည်ချက်ရှိသေးတာငါတို့ကသူ့ကိုကယ်ဖို့ဘာလို့ယုံကြည်ချက်မရှိရမှာလဲလို့ပြောခဲ့ပါတယ်။နောက်10လအကြာမှာတော့စန္ဒရာဟာသတိမိမျောနေရမှသတိပြန်လည်လာပြီးဆေးရုံကလေးပေါ်မှာရုန်းကန်လှုပ်ရှားနေခဲ့ပါတယ်။အဲ့ဒီလိုဖြစ်နေတာကိုဒေါက်တာရှယ်လာဂျာကမြင်တွေ့တဲ့အခါဒါဟာမင်းဘဝမဟုတ်ဘူးငါပေးထားတဲ့ဘဝလို့ပြောကစန္ဒရာရဲ့မျက်နှာကိုမှန်ပြင်ကြည့်စေခဲ့ပါတယ်။အဲ့ဒီအခါစန္ဒရာကသူ့ရဲ့မျက်နှာကိုကြည့်ပြီးအော်တုန်လှုပ်သွားခဲ့ပါတယ်။နောက်ဆက်ဝင်ကမ်းမှာတော့နာကျင်မှုများစွာနဲ့စန္ဒရာကဗီရူးဝိုင်တို့ကိုလက်စားချေဖို့ဟိုက်ဒရာဘတ်ကနေဗီဇက်မြို့ကိုထွက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာစန္ဒရာကဒီပတိကိုပဲအမြဲတမ်းသတိရနေခဲ့ပါတယ်။ဗီဇက်ကိုရောက်ချင်းဗီရူးဝိုင်နဲ့သူ့ရဲ့နောက်လိုက်တွေအကြောင်းကိုဇက်တိုက်စုံစမ်းနေခဲ့ပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့စန္ဒရာကသူနဲ့ဒီပတိတို့အတူဝယ်ထားတဲ့တိုက်ခန်းစီကိုပြန်လာခဲ့ပါတယ်။တိုက်ခန်းမှာတော့10လလောက်လူမနေလို့ဝင်ရောက်နေထိုင်ပြီးအိမ်ကိုရောင်းဖို့လုပ်နေတဲ့လူတစ်ယောက်နဲ့တွေ့ကဘသူလဲဘဲကားလဲလို့မေးနေတဲ့အခါမှာတော့စန္ဒရာတငယ်ချင်း run လို့ပြောလိုက်ပါတယ်။စန္ဒရာတစ်ဖြစ်လဲ run ဟာသူ့ရဲ့ပြစ်မှတ်တွေကိုတတ်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ပထမဆုံးလူကတော့ဗီရူးအရဲ့နောက်လိုက်အဲဗာဆိုတဲ့လူပဲဖြစ်ပါတယ်။အဲဗာကိုလူချားမှတတ်ဖို့လုပ်နေချိန်မိန်းကလေးတယောက်ပေါ်လာပြီး run ကိုတားလိုက်တာကြောင့်အဲဗာကိုမတက်ပဲမိန်းကလေးနဲ့အတူထွက်သားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကိုအချိုးချောင်းမေးတဲ့အခါမှာတော့ဗီရူးပိုင်ကလိုက်ဖမ်းခိုင်းနေတာဖြစ်လို့ထွက်ပြေးနေရကြောင်းပြောလိုက်ပါတယ်။ဒီအခါ run ကကိုကြီးမယ်လို့ပြောလိုက်ပြီးအဲဗာစီကိုအကြောင်းကြားခိုင်းလိုက်ပါတယ်။ run ကအဲဗာကိုဒီတိုင်းမတက်ပဲသူ့ရဲ့တက်ခွဲတဲ့ဝင်လာအောင်အဲဗာရဲ့စိတ်ကိုစွာပြီးမှအဲဗာကိုတယောက်တည်းခွဲထိုးလိုက်ပါတယ်။ပြီးတော့အဲဗာကိုတစ်ချက်တည်းလဲကျအောင်ထိုးလိုက်ပြီးအဲဗာသတိရလာတဲ့အခါမှာတော့လျှက်စစ်ကြိုးများဖြင့်တကိုယ်လုံးပတ်ထားပါတော့တယ်။ run ကအဲဗာကိုတစိမ့်စိမ့်နာကျင်အောင်နှိပ်စက်ပြီးမင်းတက်ခဲတဲ့ကောင်မလေးကအချစ်ကလွယ်ပြီးဘာမှမသိတဲ့ကောင်မလေးလို့ပြောခဲ့တဲ့အပြင်ဒေဆုံးကနီးမှာတော့ Happy Johnny ဆိုတဲ့စကားကိုပါမှတ်မှတ်ရရပြောလိုက်ပါတယ်။ Happy Journey နောက်တစ်ယောက်ကတော့ဗီရူးပိုင်ရဲ့ညီငယ်ဆုံးဖြစ်ပါတယ်။သူ့ကိုတော့မင်းကလေးတစ်ယောက်နဲ့မြူဇစ်ခိုင်းခဲ့ပါတယ်။ဗီရူးပိုင်ရဲ့ညီငယ်ဆုံးဖြစ်သူကဆွဲလန်းလာတဲ့အခါမှာတော့ run ကဗီရူးပိုင်စီကိုခမရဲ့ညီကခမရဲ့ကောင်မလေးကိုလူဖို့ချန်ရုံနေမှာကပဲခမရဲ့နေရာကိုပါလူဖို့ပြင်ဆင်နေတဲ့အကြောင်းကိုတွေးထိုးစကားပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဗီရူးပိုင်ရဲ့ညီကိုမင်းသာမင်းအကိုကိုတတ်လိုက်ရင်မင်းရဲ့ကောင်မလေးရောမင်းအကိုရဲ့နေရာပါဆက်ခံရနိုင်တယ်လို့မြောက်ပင်ပြောဆိုလိုက်ပါတယ်။အဲ့ဒီလိုနဲ့ဗီရူးပိုင်ရဲ့ညီဟာအကိုဖြစ်သူဗီရူးပိုင်ကိုတတ်ဖို့ကြံစီပါတော့တယ်။သူ့ကိုလာတတ်မယ်လို့သတင်းရထားတဲ့ဗီရူးပိုင်ဟာ
သူ့ညီလုံးကျန်တာကိုအေးအေးဆေးဆေးရှောင်ထွက်လိုက်ကညီဖြစ်သူကိုလည်းသူ့ရဲ့နောက်လိုက်တွေကိုတတ်ခိုင်းလိုက်ပါတယ်ဗီရုပိုင်လှုပ်လိုက်မိတဲ့အမားကတော့သူ့ညီကိုတတ်တဲ့အချိန်ငါတနာပြီးပြန်ကန်မိနေလိမ့်မယ်ဖုံးဆက်ပိတ်ထားဖို့သူ့ရဲ့နောက်လိုက်တွေကိုပြောလိုက်ခြင်းပါပဲအဲ့ဒီအချိန်မှာရန်ကဖုံးဆက်ပြီးမင်းကိုယ်တိုင်မင်းချီရတဲ့ညီလေးကိုတတ်လိုက်ရတဲ့နာကျင်မှုဟာဘလောက်ထိနာကျင်လဲလို့မေးလိုက်တဲ့အခါမှာတော့ဗီရုပိုင်ဟာသူတို့သွေးခွဲခံလိုက်ရတာကိုသိလိုက်ရပါတယ်ဒီအကြောင်းအရာကိုသိသိချင်းဗီရုပိုင်ဟာသူ့ရဲ့ညီကိုလိုက်ရှာပါတော့တယ်သူ့ရဲ့ညီကိုတွေ့ခဲ့ပေမဲ့အသက်မရှိတော့ပါဘူးပြီးတဲ့အခါရန်ကဗီရုပိုင်ရဲ့နောက်လိုက်ရဲတယောက်ကိုတတ်ဖို့ရဲစခန်းကိုသွားပြီးလွန်ခဲ့တဲ့10လကတတ်ခံခဲ့ရတဲ့ဒီပတီးရဲ့ပုံကိုပြက10ရက်လောက်ရှိပြီဖြောင်းနေတာရှာဖွေဖို့ပြောခဲ့ပါတယ်။အဲ့ဒီရဲကဒီပတိပုံကိုမြင်ချင်းဗီရုပိုင်စီကိုအကြောင်းကြားခဲ့ပါတယ်။အကြောင်းကြားပြီးပြန်လာမှရန်ကမရှိတော့တာကြောင့်သဲတန်နောက်ကလိုက်သွားခဲ့ပါတယ်။ရာသူထောင်ချောက်ဆင်ထားတဲ့အတိုင်း shopping mall တစ်ခုကိုဦးဆောင်သွားခဲ့ပါတယ်။ shopping mall ဓာတ်လေကားအတွင်းမှာရဲနဲ့တိုက်ခိုက်ပြီးအဲ့ဒီရဲရဲ့လေပင်ကိုကျိုးဝင်းစွတ်ကဓာတ်လေကားမှာကန်ချလိုက်ပါတော့တယ်။အဲ့ဒါတွေပြီးတဲ့နောက်စုံစမ်းရေးရဲတွေရောက်လာပြီးဒီမှာလူပေါင်းများစွာရှိနေတာဘယ်သူမှမမြင်လိုက်ဘူးလားလို့မေးတဲ့အခါလူအုပ်ချားကရန်ဟာထွက်လာပြီးကျွန်တော်သေချာမြင်လိုက်တယ်လို့ပြောလိုက်ပါတယ်ပြီးတဲ့အခါပုံရူပကြီးဆွဲဆရာတယောက်ကိုခေါ်လိုက်ပြီးစတင်ဆွဲခိုင်းมาတော့တယ်အဲ့ဒီခါရန်ကသူ့ရဲ့အရင်စန္ဒရာရဲ့မျက်နှာကိုပြောပြရွေးဆက်ခိုင်းလိုက်ပါတယ်ပြီးတော့ထွက်သွားတော့မယ့်အချိန်ရဲရရှိကဘာလို့ပုံကအရန်တိကျနေတာလဲလို့မေးတဲ့အခါရန်ကကျွန်တော်သူ့မျက်နှာကိုဘယ်တော့မှမမေ့ဘူးအနီးကပ်မြင်လိုက်ရလို့ပါဆရာလို့ပြန်ပြေလိုက်ပါတယ်ရဲရရှိကဗီလူပိုင်စီကိုသွားပြီးပုံရူပကြီးကားကိုပြလိုက်တဲ့အချိန်ဗီလူပိုင်ဟာထိတ်လန့်သွားပါတယ်ရန်ကလူလေးယောက်ပြေးဖို့ဗီလူပိုင်တယောက်သာကြံมาတော့တယ်ဗီရုပိုင်ကိုတော့ကလပ်တစ်ခုမှာတပ်ပြတ်တိုက်ခိုက်ပြီးတိုက်ရိုက်မြင့်ပေါ်ကနေတွန်းချလိုက်ပါတယ်။ရန်ဖြစ်လဲစန္ဒရာကနောက်ဆုံးဗီရုပိုင်နဲ့သူ့ရဲ့နောက်လိုက်တွေအားလုံးကိုမတက်ခင်ဟပ်ပီဂျော်နီလို့ပြောကတယောက်ပြီးတယောက်တပ်ပြတ်ကလေးစားချေခဲ့ပါတယ်။ဒါတွေအားလုံးပြီးငိမ့်ချမ်းပြီလို့စန္ဒရာကထင်လိုက်တဲ့အချိန်ထင်မှမထားပဲနောက်ထပ်တိုက်ခိုက်မှုကရောက်လာခဲ့ပါတယ်။သူ့ကိုတိုက်ခိုက်တဲ့သူတွေကိုမေးတဲ့အခါမှာလည်းအပြေမရတာကြောင့်စန္ဒရာကဒါငါနဲ့သက်ဆိုင်တဲ့ရန်သူမဟုတ်ပဲမှန်ထဲမှာမြင်နေရတဲ့မျက်နှာရဲ့ရန်သူလို့တတ်မှတ်လိုက်ပါတယ်။ဒါကြောင့်သူ့ကိုခွဲစိတ်ပေးတဲ့ဒေါက်တာရှာလာကြစီကိုဆက်သွယ်မေးမြန်းလိုက်ပါတယ်။နောက်ဆက်ဝင်ကမှာတော့ဒေါက်တာနဲ့စန္ဒရာတို့တွေ့တဲ့အချိန်စန္ဒရာကဒီမျက်နှာကဘသူမျက်နှာလဲသူ့မှာဘလို့ရန်သူတွေရှိနေလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်ဒေါက်တာကအဲ့ဒါငါသားရဲ့မျက်နှာပဲငါသားရှာရန်ရဲ့မျက်နှာလို့ပြောလိုက်ပြီးသူ့ရဲ့သားအကြောင်းကိုစတင်ပြောပြပါတော့တယ်။ရှာရန်ကကောလိပ်ကျောင်းတစ်ခုမှာတက်ရောက်နေသူပြီးတငယ်ချင်းတွေကိုလည်းအရန်ချစ်တဲ့သူတစ်ယောက်ပါ။တရက်မှာသူ့တငယ်ချင်းရဲ့ရီးသားကိုတိုင်းနောက်ရှက်တဲ့သူကအပြင်ကလူမိုက်တွေကိုအားကိုးပြီးသူ့တငယ်ချင်းကိုချိန်ချောက်ခဲ့ပါတယ်။ဒါကိုတည်သွားတဲ့ရှရန်ကနောက်ရှက်တဲ့သူနဲ့ချောင်းပြင်ပါကလူမိုက်တွေကိုတိုက်ခိုက်ဆုံးမခဲ့ပါတယ်။ပြီးတော့နောက်ရှက်တဲ့သူကိုလည်းငါတို့ကကောလိပ်ကျောင်းသားတွေတယောက်ကိုတယောက်ချင်းချောက်နေကြောက်နေမဲ့အစားလွတ်လွတ်လပ်လပ်နေသွားတာကိုလိုလားတယ်မို့လားလို့မေးကသူ့တငယ်ချင်းနဲ့လက်ဆဲနှုတ်ဆက်ခိုင်းစေခဲ့ပါတယ်။ဒီလိုပြောရှင်းရှင်းနေလာရင်းနဲ့တရက်မှာတော့သူ့တငယ်ချင်းရဲ့ရက်ွက်ကိုအလဲသွားခဲ့ပါတယ်။တိုက်ဆိုင်သူ့တငယ်ချင်းရက်ွက်မှာတရင်သမားတယောက်ကိုလူမိုက်တစုကဓာတ်နဲ့ထိုးပြီးသူမသေးမချင်းဘယ်သူမှမခဲရဘူးလို့ပြောကရက်ွက်ကလူတွေကိုချင်းချောက်တာတွေ့ရပြီးရှရန်ကဝင်ပါမယ်လုပ်ခဲ့ပါတယ်။တငယ်ချင်းအားလုံးကဝိုင်းထားခဲ့တာကြောင့်ရှရန်ကစိတ်ဆိုးစိတ်လိုခဲ့ုံသာတက်နိုင်ခဲ့ပါတယ်။နောက်တစ်ရက်ရှရန်တငယ်ချင်းအားလုံးအဲ့ဒီရက်ွက်ကိုသွားတော့ရက်ွက်မှလူတွေကသူတို့ပိုင်ဆိုင်မှုတွေကိုဆွန့်လွှတ်ရမယ့်စာချုပ်မှာလက်မှတ်ထိုးနေတာကိုတွေ့ရမှာပါ။ရှရန်တငယ်ချင်းကအဖေဘာတွေလုပ်နေတာလဲမေးပြီးမျက်ရည်ကျနေခဲ့ပါတယ်။အဲ့ဒီခါရှရန်ကမင်းချစ်တဲ့ကောင်မလေးကိုထိရတောင်ခေါင်းငုံမခံခဲ့တာအခုလဲဘာလို့ကြောက်နေရမှာလဲလို့ပြောလိုက်ပါတယ်။အဲ့ဒီခါတခြားတငယ်ချင်းကအခုရင်ဆိုင်နေရတာကဒါမှဖြစ်ကြောင်းနဲ့ဒါမှဆိုတာနိုင်ငံရေးစီးပွားရေးနဲ့အမောင်လောကမှာနာမည်ကြီးတဲ့သူဖြစ်ပြီးသူ့ရဲ့အာဏာနဲ့အရာအလုံးကိုသိမ်းပိုက်တဲ့သူဖြစ်ကြောင်းပြောလိုက်ပါတယ်။ရှရန်ကတော့ဒါမှမကလို့ဘာမှပဲဖြစ်ဖြစ်လူဖြစ်ရင်အကြောက်တရားရှိပြီးလွတ်လပ်မှုကိုလိုလားသူတိုင်းတိုက်ခိုက်နိုင်တယ်လို့ပြောခဲ့ပါတယ်။ရှရန်ရဲ့တငယ်ချင်းကထောက်ခံခဲ့ပေမဲ့တငယ်ချင်းရဲ့အဖေကတော့ရှရန်ကိုမင်းရဲ့စကားတွေကငါတို့ရဲ့ကဘာလေးနဲ့မသက်ဆိုင်တော့ဘူးအခန်းထဲမှာအဲကုန်းဖွေပြီးပြန်အိပ်ပါလို့ပြောပြီးပြန်လှုပ်ခဲ့ပါတယ်နောက်တစ်ရက်တငယ်ချင်းဖြစ်သူကဒါမအိမ်ကိုသွားပြီးသူတို့ရက်ကွက်မှာအင်ဂျီပေါင်း4000လောက်ရှိတာဘယ်ကိုသွားနေရမှာလဲ project ရှိတယ်ဆိုရင်လည်းတခြားနေရာမှာပြောင်းလို့ဖို့တောင်းဆိုခဲ့ပါတယ်ဒါမှကမရဘူးပြောတဲ့အခါရှရတငယ်ချင်းကဒီနေ့ကျွန်တော်ဒီကိုလာတယ်နောက်ရက်လည်းအခြားသူတွေရောက်လာမယ်ရဲအနှဲငယ်တွင်လူအုပ်ထောင်နဲ့ချီရောက်လာလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်ထိုအခါဒါမှကဒေါသထွက်ပြီးဓာတ်နဲ့ထိုးသလိုက်ပါတယ်ရှရန်ကတငယ်ချင်းရဲ့ရက်ကွက်ကိုအလဲသွားတဲ့အချိန်မှာတော့
ရုပ်လောင်းမရှိပဲသူ့တငယ်ချင်းရဲ့အဖေကသူ့သားစာပနာပွဲကိုကျင်းပနေတာတွေ့ရပါတယ်ရှရန်ကအလောင်းဘသူလာတဲရဲမလဲလို့မေးတဲ့ဒါမစီကိုသွားကဒါမရဲ့နောက်လိုက်တွေကိုတိုက်ခိုက်ခဲ့ပါတယ်ပြီးတော့ရှရန်ကခမရအမားလုပ်လိုက်မိပြီးလွန်ခဲ့တဲ့တနာရီတုန်းကခမရနဲ့ကျွန်တော်နဲ့ဘာရန်ညွတ်မှမရှိဘူးအခုကစပြီးအဲ့ဒီနေရာကိုထိဖို့မစင်စားနဲ့အဲ့ဒီနေရာကကျွန်တော်နေရာဖြစ်သွားပြီလို့ပြောခဲ့ပါတယ်ပြီးတော့ရှရန်ကတငယ်ချင်းအလောင်းကိုယူကရက်ကွက်ကိုပြန်လာတဲ့အခါမှာတော့ရက်ကွက်သူရက်ကွက်သားအားလုံးကရှရန်အပေါ်မှာယုံကြည်သွားကြပါတော့တယ်။ဒါတွေကိုမကျေနပ်တဲ့ဒါမာကတော့ရှရန်ရဲ့အမေစီကိုသွားကချင်းချောက်ပြောဆိုခဲ့ပါတယ်။ဒါမာကရှရန်အမေကိုခမရယောက်ျားဆုံးရှုံးထားပြီးပြီနော်လို့ပြောလိုက်တဲ့ချိန်ရှရန်အမေကချင်းလိုပဲလူတိုင်းကပြောကြပေမဲ့သူ့ထက်ပိုတော်တဲ့သားတစ်ယောက်ကိုကျမကိုပေးထားခဲ့တယ်။ပြီးတော့ကျမသားဘာပြောထားလဲမသိပေမဲ့သူကပြောတဲ့အတိုင်းလုပ်တတ်တယ်။ဒါကြောင့်ပြင်ဆင်ထားလိုက်ပါလို့ပြောလိုက်ပါတယ်။ဒါမာကတော့ပိုပြီးရက်ဆက်တဲ့အစီအစဉ်ကိုဆွဲပါတော့တယ်။ရှရန်ရဲ့ချစ်သူကိုတစ်ဖွဲ့ရှရန်ရဲ့အမေကိုတစ်ဖွဲ့ရှရန်ကိုအားကိုအားထားပြုနေကြတဲ့ရက်ကွက်စီကိုတစ်ဖွဲ့ခွဲပြီးနှိပ်စက်တိုက်ခိုက်ခိုင်းခဲ့ပါတယ်။ဒါမာကရှရန်စီကိုဖုံးဆက်ကမင်းဘာကိုရွေးချယ်မလဲမင်းအကုန်လုံးကိုတော့မခဲနိုင်ပါဘူးကွာလို့ပြောဆိုခဲ့ပါတယ်။တိတ်မကြခင်မှာပဲရှရန်ကဒါမအိမ်ကိုသွားပြီးမတန်ဆွမ်းဖြစ်နေတဲ့ဒါမသမီးနဲ့ဆော့နေခဲ့ပါတယ်။ဒါမရဲ့နောက်လိုက်ကဒါမစီကိုဖုံးဆက်ကရှာရန်ကဆရာသမီးနဲ့ဆော့နေတဲ့ဆရာလို့ဖုံးဆက်ပြောဆိုလိုက်ပါတယ်။အဲ့ဒီအကြောင်းအရာတွေကြားတဲ့အခါမှာတော့ဒါမှလည်းသူ့ရဲ့နောက်လိုက်တွေအားလုံးကိုပြန်လာခိုင်းစေခဲ့ပါတယ်။ပြီးတော့ရှရန်စီကိုဖုံးဆက်လိုက်တဲ့အခါမှာတော့ရှရန်ကခမရသမီးရမ်းကန်ကောင်းတယ်သူ့အဖေဘယ်လိုလူမျိုးလဲဆိုတာမသိဘူးပြီးတော့ကျွန်တော်ရက်ွက်ကလူတွေကခမရကိုကြောက်မှမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒါမှကတော့မင်းမယုံရင်ရက်ွက်ကိုလာခဲ့ငါ့ကိုကြောက်မကြောက်သိရမှာပါလို့ပြောလိုက်ပါတယ်ရက်ွက်ကိုရောက်တဲ့အခါမှာတော့ရှရန်ကအသက်ခံရတဲ့သတင်းသမားရဲ့တားဖြစ်သူကလေးကိုရင်ခေါ်ကမင်းသူ့ကိုဘယ်လိုမြင်လဲလို့ဒါမကိုလက်ညှိုးထိုးကမေးလိုက်ပါတယ်ကလေးကဒါမကိုစစ်စစ်ကြည့်ကကျွန်တော်သူ့ကောင်းကိုကြောက်တုံးနဲ့ဖိတတ်ချင်တယ်လို့ပြောလိုက်ပါတယ်ရှရန်ကဒါကိုကြားတော့မင်းမှာတတိရှိတယ်တခြားလူတွေကမင်းလိုတတိမရှိဘူးငါနဲ့လိုက်ခဲ့မင်းသာသူတို့နဲ့နေရင်ကြောက်ပြီးတေးရလိမ့်မယ်လို့ပြောခဲ့ပါတယ်ပြီးတော့မင်းတစ်ဘွားလုံးကြောက်နေရင်မင်းတစ်ဘွားလုံးနှုတ်ဆက်နေရလိမ့်မယ်ပြီးတော့တခြားသူတွေကိုလည်းရှရန်ကခမည်းတော်ရဲ့ကြောက်စိတ်ကြောင့်ဒီလူအနိုင်ရနေတာဒီနေ့သာခမည်းတော်အားလုံးစီးလုံးလိုက်မယ်ဆိုရင်ဒီအနှဲငယ်လူတစုကိုခမည်းတော်အနိုင်ရမှာပဲဒီဘွားကြီးမှာအသက်ရှင်နေတယ်ဆိုတာကြောက်ပြီးသေဆုံးဖို့မဟုတ်ဘူးလို့သူရက်ခွက်ကလူတွေကိုပြောလိုက်ပါတယ်အဲ့ဒီအခါဒါမာကပရဲစိတ်တွေပေါင်းပြီးမွေကိုတတ်တယ်လို့ပဲလားအဲ့ဒါကပုံမြင်နေပဲတမင်ကချင်းစိကိုမြင်ကြောက်ရမှာပဲလို့ဒါမာကပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဘသူမှငါရှိမလာရဲဘူးမဟုတ်လားလို့မိလိုက်တဲ့ချိန်ရှရက်တငယ်ချင်းရဲ့အဖေကဒါမာရဲ့အရှိမမတ်တက်ရလိုက်ပါတယ်ဒါမာကမင်းသူ့ကိုယုံကြည်တယ်ပေါ့ဘိုးတော်ခမမသေးချင်းဒီနေရာကထွက်သွားမဟုတ်ရင်ခမရသားလို့တပ်ပစ်လိုက်မယ်လို့ချင်းကြောက်လိုက်တဲ့အခါရှရန်တငယ်ချင်းရဲ့အဖေကခွေးမသားကြီးမအားလားလို့ချိန်ပြီးဒါမကိုကန်ထဲလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရက်ွက်သူရက်ွက်သားတွေကဒါမာနဲ့ဒါမာရဲ့နောက်လိုက်တွေကိုဘိုင်းဝန်းရိုက်ဖို့တိုက်ခတ်ကြပါတော့တယ်။မျိုးသမီးများကဒါမာကိုတတ်မဲ့အချိန်ရှာရန်ကတားလိုက်ပြီးသူတို့မျက်လုံးထဲမှာမြင်ရတဲ့ကြောက်စိတ်တွေအခုခမည်းမျက်လုံးထဲမှာပြန်မြင်နေရပြီးဒီနေရာကိုဘယ်တော့မှနောက်ပြန်မလာနဲ့တော့ခမည်းပြန်လာရင်ဘာဖြစ်မဲ့ဆိုတဲ့အကျိုးဆက်ကိုသိပြီမဟုတ်လားလို့ပြောပြီးနှင်ထုတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအဲ့ဒီမြေနေရာကိုမသိမ်းနိုင်ရင်ငါးပိုက်ဆံတွေပြန်ပေးရမယ်လို့ရင်းနှီးမြှုပ်နှံထားတဲ့သူကဒါမာကိုချိန်ချောက်လိုက်ပါတယ်။ဒါမာကဒေါသထွက်သွားပြီးရှရန်ကိုဘလို့ဒုက္ခပေးရမယ်ဆိုတာစဉ်းစားနေပါတယ်။ဒါမှရဲ့နောက်လိုက်ကရှရန်ဘီသက်ကိုခီးသွားဖို့ရှိတယ်လို့ပြောလိုက်တဲ့အချိန်ရှရန်ဘယ်တော့ပြန်มาလဲသိချင်တယ်လို့ပြောလိုက်ပါတယ်။ဒီနေရာမှာဇလန်ရဲ့အပြောင်းလဲကြီးလို့ပြောရပါမယ်။ရှရန်နဲ့သူတငယ်ချင်းတို့စီးတဲ့ဘတ်စကားပေါ်မှာဆန်ဒရာနဲ့ဒီပတီတို့လည်းပါဝင်လာခဲ့ပါတယ်။ရှရန်တို့ဘတ်စကားကိုဒါမှရဲ့နောက်လိုက်တွေအဖြစ်ဗီရူဘိုင်ရဲ့နောက်လိုက်တွေကဘတ်စကားကိုလမ်းမအောင်လုပ်ခဲ့ပါတယ်။ဘတ်စကားရက်သွားတဲ့အချိန်မှာရှရန်ကမတ်တက်ရလိုက်တဲ့အခါရှရတငယ်ချင်းကဓာတ်နဲ့ထိုးလိုက်ပါတယ်။ပြီးတော့ဒါမာရဲ့နောက်လိုက်တွေနဲ့ရှရန်တို့တိုက်ခိုက်နေချိန်တစ်ဖက်မှာလည်းဗီရူဘိုင်ရဲ့နောက်လိုက်တွေနဲ့စန်တရာတို့တိုက်ခိုက်နေခဲ့ပါတယ်။ရှရန်ကတော့သူ့တငယ်ချင်းရဲ့သစ္စာဖောက်မှုကြောင့်အသက်သေဆုံးသွားခဲ့ပါတယ်။ရှရန်သေဆုံးသွားတဲ့အခါမှာတော့ဒါမာကရှရန်အလောင်းသူ့ရဲ့အမေစီပို့ပေးဖို့ပြောလိုက်ပါတယ်။ရှရန်အမေကသူ့သားရဲ့အလောင်းကိုမြင်ပြီးငို
ကျွေးနေခြင်းဒါမှကဖုံးဆက်ပြီးခမရသားအတွက်ဂုံယူနေတယ်မို့လားအခုတော့သေးပြီးရရင်နှိုးလိုက်လေလို့ပြောခဲ့ပါတယ်ဒါကြောင့်ရှရန်ရဲ့အမေဒေါက်တာရှာလာဂျာကမီးလောင်ဒဏ်ရာများနဲ့စန္ဒရာကိုသူ့သားမျက်နှာနဲ့အစားထိုးကူသားလိုက်ပါတယ်ဒီအကြောင်းအရာတွေကိုဒေါက်တာရှာလာဂျာကစန္ဒရာကိုပြောပြနေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုကြားပြီးနောက်စန္ဒရာကအဲ့ဒီရက်ကွက်ကလူတွေဘာဖြစ်သွားတယ်လို့မေးတဲ့အခါဒေါက်တာရှာလာဂျာကမင်းကိုယ်တိုင်သွားကြည့်ဆိုပြီးအဲ့ဒီရက်ကွက်ကိုလိုက်ပို့ခဲ့ပါတယ်စန္ဒရာရက်ကွက်ကိုရောက်တဲ့အခါမှာတော့စန္ဒရာတငယ်ချင်းရဲ့အဖေခြေထောက်ဖြတ်ခံထားရတာကိုတွေ့ခဲ့ရပါတယ်စန္ဒရာတငယ်ချင်းရဲ့အဖေကမင်းတည်သွားပြီဆိုပြီးဒါမှရဲ့နောက်လိုက်တွေကအမြဲတမ်းလာချင်းချောင်းနေတာမင်းပေးခဲ့တဲ့တက်တီတွေကြောင့်ငါရဲ့ခြေထောက်ကိုဖြတ်နိုင်ခဲ့ကြပေမဲ့ဒီနေရာကိုသူတို့မသိမ့်ပိုက်နိုင်ခဲ့ကြဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီလိုပြောနေချိန်မှာပဲဒါမှရဲ့နောက်လိုက်တွေကရောက်လာကထပ်မံချင်းချောင်းပြောဆိုပြီးရှရန်ကိုမြင်တဲ့အခါမှာတော့ကြောက်ရွံ့ထွက်ပြေးသွားကြပါတယ်ရှရန်ကိုတစ္ဆာဖောက်သွားတဲ့တငယ်ချင်းကရှရန်ကိုမြင်တဲ့အခါကြောက်ရွံ့တုန်လှုပ်သွားပြီးဒါမှကိုသွားပြောခဲ့ပါတယ်အဲ့ဒါကြောင့်ဒါမှကရှရန်အမေကိုဖမ်းပြီးခမရသားအသက်ရှင်နေတာဟုတ်လားလို့မေးတဲ့အခါရှင်ကိုယ်တိုင်တတ်ခဲ့တာရှင်ကိုရှင်ယုံကြည်ချက်မရှိဘူးလားတေယောကပြန်အသက်ရှင်မှကြောက်နေတာလားလို့မေးလိုက်ပါတယ်ဒါမှကငါကကြောက်เสียလားနင်းသားကသာလာခိုင်းလို့ပြောနေချိန်ရှရန်အဖြစ်လဲစန္ဒရာကအပေါဝကိုရောက်လာခဲ့ပါတယ်ရှရန်အပြင်ရက်ကွက်သူရက်ကွက်သားအားလုံးကဒါမှရဲ့အိမ်ရှိကိုရောက်လာကြပါတယ်ဒါမှကသူ့ရဲ့နောက်လိုက်တွေကိုလာသမျှလူအကုန်တက်ဖို့ပြောလိုက်ပါတယ်ရက်ကွက်ကလူကောင်းများစွာနဲ့ဒါမှရဲ့နောက်လိုက်တွေတက်ခတ်ခဲ့ကြပါတယ်ရှရန်ကတော့ဒါမှကိုဥတီတိုက်ခိုက်ဖို့အိမ်ပေါ်ဓာတ်ကိုတက်သွားခဲ့ပါတယ်ဒါမှကတော့ရှရန်အမေကိုတစားကန်လုပ်ပြီးအရှိကိုတိုးမလာဖို့ပြောနေချိန်ရှရန်ရဲ့တစ္ဆာပေါင်းတငယ်ချင်းကဒါမှကိုဓာတ်နဲ့ထိုးလိုက်ပါတယ်အဲ့ဒီအချိန်မှာဒါမှကလည်းရှရန်ရဲ့တစ္ဆာပေါင်းတငယ်ချင်းကိုဓာတ်နဲ့ပြန်ထိုးလိုက်တာကြောင့်ရှရန်ရဲ့အမေကတစားကန်မှလွတ်သွားခဲ့ပါတယ်ဒါမှကရှရန်ကိုဓာတ်နဲ့ထိုးဖို့ပြေးလာချိန်ရှရန်ရှောင်လိုက်တာကြောင့်ဒါမှကသူ့ရဲ့အကိုကိုထိုးမိသွားပါတယ်နောက်ပြီးရှရန်ကအနောက်ကနေကန်လိုက်တာကြောင့်တက်ရောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒါမှဟာအကြောင်းရွံ့စွာနဲ့ကြည်နေပေမဲ့ရက်ကွက်သူရက်ကွက်သားအားလုံးကဝိုင်းဝန်းတက်ဖြတ်လိုက်ကြပါတော့တယ်ရဘတူဆိုတဲ့ဒီကားလေးကဂလက်စားချေလူစိမ့်နဲ့တီးနှိမ်မှုကိုတွန်းလှန်ခြင်းစိတ်တွေကဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ရှိနေနိုင်တယ်ဆိုတာကိုပြောပြပေးသွားပါတယ်ဒါကြောင့်အာနာရှင်ကိုတွန်းလှန်တဲ့အခါတယောက်တည်းတွန်းလှန်နေလို့မပြီးပဲကြောက်စိတ်မရှိတဲ့တက်တီတွေနဲ့စီစီလုံးလုံးတွန်းလှန်မှသာအောင်မြင်တဲ့ဆိုတာကိုဒီဇာတ်ကားလေးကပြောပြပေးသွားပါတယ်